ဒီကောင်လေးဟာကြောက်ခဲနဲ့အပေါက်ခံလိုက်ရပြီးသူ့လဲကြည့်လိုက်တဲ့အချိန်မှာအနိုင်ကျင့်တဲ့သူကနောက်ထပ်ကြောက်ခဲတစ်လုံးနဲ့ထပ်ပစ်လိုက်တာကြောင့်သူ့လဲကျသွားခဲ့ပါတယ်ကောင်မလေးကသူ့ကိုထူပေးပြီးအမြန်ပြေးဖို့ပြောပေမဲ့ကောင်လေးရဲ့ခြေထောက်တွေကအရန်အားနေနေခဲ့ပါတယ်အနိုင်ကျင့်တဲ့သူတွေကတော့သူ့ကိုလိုက်ဖမ်းဖို့စပိန်တွေပေါ်ချက်ချင်းတက်လိုက်ကြပါတယ်ကောင်မလေးကသူ့ကိုပြေးဖို့အော်ပြောနေတဲ့အချိန်မှာကောင်လေးကအားကုန်ထုတ်ပြီးရုန်းကန်လိုက်ပါတယ်ရုတ်တရက်ဆိုသလိုတစုံတစ်ခုပြောင်းလဲသွားခဲ့ပါတယ်သူ့ရဲ့ဖုံးကွယ်နေတဲ့စွမ်းရည်တွေအကုန်ပေါက်ကွဲထွက်လာပါတော့တယ်သူ့ရဲ့ပြေးနှုံမြင့်တက်လာပြီးခြေထောက်မှာတက်ထားတဲ့တန်ခွင်းတွေလည်းပြုတ်ထွက်ကုန်ပါတယ်သူဟာဘလောက်တောင်မြန်ပြေးနိုင်လဲဆိုရင်အနိုင်ကျင့်တဲ့သူတွေကစပိန်နဲ့လိုက်တာတော့မမီနိုင်တော့ပါဘူးကောင်လေးအရွယ်ရောက်လာတဲ့ခါမှာအဲ့ဒီလူတွေကပဲသူ့ကိုကြောက်ခဲနဲ့ထပ်ပေါက်ကြပြန်ပါတယ်ကောင်မလေးကသူ့ကိုပြေးဖို့ပြောပြန်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အနိုင်ကျင့်သူတွေကကားနဲ့လိုက်လာကြတာပါသူတို့သူ့ကိုဖမ်းမိခါနီးလေးမှာပဲကောင်လေးကရုတ်တရက်ကွေးလိုက်ပြီးဘောလုံးကွင်းထဲကိုဝင်ပြေးသွားပါတယ်သူ့ရဲ့အရှိန်ကကွင်းထဲကအားကစားသမားတွေအားလုံးထက်တာလွန်နေခဲ့ပါတယ်နီးပြဖြစ်သူလည်းမြင့်တက်သွားပြီးသူ့ကိုဘောလုံးအသင်းထဲဝင်ဖို့ချက်ချင်းပဲကမ်းလှမ်းလိုက်ပါတယ်မကြခင်မှာပဲကောင်လေးဟာမယုံနိုင်စရာကောင်းလောက်အောင်တော်တဲ့အပြေးကစားသမားတဦးဖြစ်လာခဲ့ပါတယ်ဘသူကမှသူ့ကိုမမီနိုင်ပါဘူးသူ့အသင်းကိုချန်ပီယံဆုတွေမရေမတွက်နိုင်အောင်ရရှိစေဖို့ကူညီပေးခဲ့ပေမဲ့အဲ့ဒါတွေအပြီးမှာတော့သူကဆက်ပြီးပြေးချင်နေတော့မှပဲသူဟာမြို့ပြင်ကိုပြေးထွက်သွားပြီးလေကွင်းတွေကိုဖျက်မြို့တစ်မြို့ပြီးတစ်မြို့ဖျက်ကျော်က3နှစ်အကြာမှာတော့အမေရိကန်နိုင်ငံအနှံ့ခြေဆန့်ပြီးသားဖြစ်သွားပါတော့တယ်မီဒီယာတွေကသူ့ကိုလာရောက်အင်တာဗျူးကြပေမဲ့သူကတော့မရက်မနာဆက်ပြီးပြေးနေခဲ့ပါတယ်